ဆိုမယုတ်သားခဲ့တဲ့စိတ်စာတွေ့ကြတဲ့ကချင်မိခဲ့တာပါမင်းသိမလားတော့မသိငါအမြဲတမ်းရိတ်တကြီးမင်းရာမှာအမြဲတမ်းရှိချင်တာဘယ်ချိန်ဒီလိုရှိတိုင်းလဲငါတို့တိကျမသိတိုင်းလဲတူတူရှိတဲ့ကြိုက်တယ်လေးတိုင်းလာစေမယ်မရေရိတ်တူလေးတီးပါကွယ်နင်းနေငါတွေ့ကလေးပါပဲဘာလို့လဲတော့ချင်မိတော့လေလေးလေးချမ်းသာချစ်ကိုယုံကြည်ရှိလာတယ်လေးလေးချမ်းသာပြုံးရတဲ့ချိုးရဲ့ဒီဘာကြီးပြလို့ပဲတော့ဘာရရှိသေးလဲချစ်တဲ့အခါလာတပ်ပြီးချင်နေဘယ်ချိန်ဒီလိုရှိနိုင်မလဲငါတို့တိကျမသိနိုင်လဲသူတို့ရှိတဲ့ခိုင်တလေးတိုင်းလာစေမယ်မရေရိတ်တူတဲ့တီးပါကွယ်နေမြေငါအတွက်ကလေးပါပဲဘာလို့တော့ချင်မိတော့လဲလေးလေးချမ်းသာချစ်ကိုယုံကြည်ရှိလာတယ်လေးလေးချမ်းသာပြုံးရတဲ့ချိုးပြလို့ပဲနောက်ကဘာရရှိသေးလဲချစ်သူရဲ့အခါထပ်ပြီးချင်နေမယ်တောင်းရဆုံးဒီတာအဆုံးဒီတာမင်းလည်းငါဆုံးကိုင်းလို့ထားဆုံးကိုင်းလို့ထား Sunrise to sunset ပါပဲမင်းနာမပြည့်ရှိခြင်းနဲ့အမတိုင်းတို့ကျေးဇူးတင်တယ်ရှိလာတယ်မင်းနဲ့ချမ်းသာပြုံးရတဲ့ချိုးရဲ့ဒီကဘာကြီးပြလို့ပဲနောက်ကဘာရရှိသေးလဲချစ်သူရဲ့အခါထပ်ပြီးချင်နေမယ်ဒီမှာနေရာလေးတော်တော်ရနေတဲ့ချင်းသူကရောက်လာဟိုရွှေမန်းထဲမှာမင်းသမီးအသက်တယောက်ရောက်ရင်အဲ့ဒီဥတိန်ညွန်းနဲ့မလွတ်လို့သူကကြီးစားစကားပြောတာကိုကကြားတယ်ကြားပြီးတော့ကိုလည်းမလွတ်နိုင်ဘူးဖြစ်သွားတယ်ဒီပြင်းမင်းသမီးရင်းနဲ့လည်းဖြစ်တာပဲသူ့ကြမှာတကြံလုံးကြီးတော့ခိုးတာဒီလိုမျိုးတကူးလာကြီးသူကစိတ်မချတော့လာခိုးတာလာခိုးတော့အန်ဒီလည်းလိုက်ပါသူပဲကြီးတော့ကြိုက်တယ်ပဲကြီးတော့ရှိတထုပ်ဝယ်ပေးတာလည်းပြီးတော့တင်ရလို့ပြီးတိုးစရာပိုင်းအသီးရွက်ဟင်းယူကောင်းကောင်းပဲဟင်းယူကောင်းကောင်းအဲ့ဒါပိုင်းဘောကနတ်တော့တာပဲရင်တော့ဘလောက်ရှုပ်ခွဲပေါ့နော်အခုနောက်ပိုင်းမှာအန်ဒီမကြိုက်တာသူမလုပ်ခုစိတ်တိုင်းရလည်းဖြစ်ခဲ့တယ်နောက်လက်တွဲတော့လေကိုယ့်ရဲ့သုံးဝင်ကောင်းမှုကိုတောက်လျှောက်ခံယူလာခဲ့တဲ့အတွက်နောက်တော့16နဲ့လည်းမလဲနိုင်ဘူး20နဲ့လည်းမလဲနိုင်ဘူးသူကလည်းကိုယ်ပေါ်သစ္စာရှိကိုကလည်းသူ့ပေါ်သစ္စာရှိလူအင်ဌာနတွေကိုသူ့ပဲမျှတာပြီးလျှောက်လာခဲ့တဲ့အတွက်ရာသက်ပန်းဆိုပြီးတော့ပေါင်းလာခဲ့တာကဘာဆက်ဒီဘောကရောက်ဒီနေ့ပဲတွေ့ကျင်ပါတယ်မှန်ကန်သောစကားပါ